ဒီလိုမကြည့်တော့ဘူးလေ Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် Photoshop နည်းနည်းလေးမျှဝေပေးချင်ပါတယ်အာတီးပြီးသားဆိုရင်တော့ကြော်သွားလို့ရပါတယ်မတီးတဲ့သူဆိုရင်တော့အစကနေဆုံးထိကြည့်ပြီးလို့ရပါတယ်အခုစလိုက်ကြရအောင်ပုံတစ်ခုယူပြီးပြီဒါနဲ့ကျွန်တော်တို့လိုချင်တာကတော့ဒီဘက်ပြီးချင်တယ်ဒီဘက်လည်းပြီးချင်တယ် control T နဲ့ဆွဲလိုက်ရင်ဒီဘက်ဆွဲလိုက်ရင်ကလူကဒီလူကဒီလူကြီးသွားတာလေမလားတော့ဘူးလေဟုတ်ပြီမလားကျွန်တော်တို့ကပုံခုနလိုမဟုတ်ဘဲနဲ့ပုံကဒီတိုင်းပြီးတော့ဒီဘက်ပြီးရမယ်ဒီဘက်ပြီးရမယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုရင်အခုလုပ်ပြပါမယ်ဒီပုံကိုအာနှိပ်ပြီးတော့ဒီမှာ tool မှာဒီရွေးလိုက်လာစာ tool ကိုရွေးပုံကိုမှတ်ပြလိုက်ဒီနာဒီလိုမှတ်ပြလိုက်ပေါ့မှတ်ပြပြီးဆိုရင်တော့ဒီမှာ select နေရာသွား save selection နဲ့ဒီမှာနာမည်တစ်ခုပြလိုက်ကျွန်တော်က GIRL ကလို့ပြလိုက်မယ် okay ပြီးတော့control ဒီမနဲ့ချင်းဒီမှာ select ပြန်နေဒီမှာ deselect လုပ်လိုက် deselect ပြီးရင်ဒီ edit မှာသွား edit မှာသွားပြီးတော့ဒီမှာ send out မှာ content our skill ကိုနှိပ်ပြီးတော့ဒီမှာဒီအပေါ်မှာဒီအပေါ်အဲ့ဒါကို check ပြလိုက်ဒီလိုဖိရမယ်လေအဲ့လိုမဖိဘူးနော်ဒီလိုဖိရမယ်ပြီးတော့ဒီနားမှာ protect မှာအခုနာမည်ပြထားတာ gal ရွေးပြီးရင်ဒီမှာပုံကိုဆွဲလို့ရတယ်ဒီဘက်ဆွဲလို့ရတယ် shift နဲ့ဆွဲလိုက် shift နဲ့ဒီလိုအသာလေးဆွဲဟုတ်ရင်ဒီဘက်လည်းဆွဲဒီဘက်လည်းဆွဲနေဆွဲလိုက် enter เข้าလိုက်ရပြီမလားပုံကအခုနားဟာလို့ဒီလိုမကြည့်တော့ဘူးလေဒီလိုမကြည့်တော့ဘူးလေပုံမှန်ဖြစ်ပြီးတော့ဒီဘက်လည်းတစ်ဖက်လည်းပြီးပုံကတော့ပုံမှန်ဖြစ်သွားပြီကြည့်ရမယ်နော်